Hello မင်္ဂလာပါဒီနေ့မှာလည်းလေ grade 5ကလေးလေးတွေအတွက်စတိုးကိန်းနဲ့ပတ်သက်တဲ့မေးခွန်းလေးတစ်ပုဒ်ကိုဒီချက်ကပြင်ထားပေးရနော်ဒီမေးခွန်းလေးမှာဆိုရင်ကိန်းမြင့်အသီးသီးမှာ2ရက်စတိုးကိန်းနဲ့5ရက်စတိုးကိန်းကိုဝိုင်းပေးရမယ်ပြီးတော့2နဲ့5တို့ရဲ့ပုံစတိုးကိန်းကိုရှာပေးရမယ်ဆိုတော့ကလေးတို့ကအရင်ဆုံးကိန်းမြင့်လေးပေါ်မှာ2ရက်စတိုးကိန်းနဲ့ခြေတို့5ရက်စတိုးကိန်းကိုဝိုင်းပေးရမယ်အဲ့တော့ခြေဒီမှာကိန်းမြင့်လေးကိုပြင်ထားပေးတယ်2ရက်စတိုးကိန်းတွေကကလေးတို့တည်တယ်နော်3ညကနေစပြီးတော့မှနှစ်ဆစီတိုးသွားတဲ့ကိန်းလေးတွေအဲ့တော့ချက်ဒီမှာ2ရက်စတိုးကိန်းကိုဝိုင်းတယ်ပြီးတော့ချက်9ရက်စတိုးကိန်းတွေကိုလည်းဝိုင်းမယ်9ရက်စတိုးကိန်းတွေက3ညစတယ်နော်ကလေးတို့3ညလေးကိုလည်းထည့်ပေးပါပြီးတော့ချက်ကအဲ့ဒီဘုံစတိုးကိန်းကိုရှာရမှာဆိုတော့သူတို့ထဲကဘုံပါနေတဲ့ကိန်းတွေကိုရေးလိုက်မယ်ဒါဆိုရင်ချက်တို့ဘုံစတိုးကိန်းကိုရှာတဲ့အခါမှာဘာတွေတွေ့လဲဆိုတော့ဘုံပါနေတဲ့ကိန်းတွေက3ည10 20 30ဒီချက်ကဒီမှာ3ညကနေပြီးတော့မှ30ကြားကိန်းတွေကိုပဲရှာထားတာเนาะနောက်ထပ်လည်းအများကြီးရှိနိုင်တာဖြစ်တဲ့အတွက်အဖြေမှာအဆက်လေးတွေကိုထည့်ပေးရမယ်အဲ့ဒီအဆက်လေးတွေကနောက်ထပ်လည်းစတိုကိန်းတွေအများကြီးရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ